ဆောင်းသားကျင့်သားတွေရဲ့ထားရှိရမယ်အရှိပမာဏသိထားရမယ်အချက်၅ချက်နံပါတ်1ကတော့တန်းပြောင်းမြန်ဝါသနာရှင်တွေတန်းပြောင်းမြန်ပညာရှင်တွေဆရာတွေရဲ့အတိုင်းထွာဒါတော့တန်းပြောင်းမြန်တင်ဘူးတယ်တန်းပြောင်းမြန်တင်တန်းတွေမှာလေ့ကျင့်ဘူးတယ်တန်းပြောင်းမြန်ဝါသနာရှင်တွေဖြစ်တယ်ဆိုရင်တည်ပြီးသားဖြစ်တယ်ဒရိုးအရှိတထွာအသွားတထောင်စုစုပေါင်းအရှိတထောင်ထွာဘလို့တိုင်းမလဲဒရိုးကိုလက်ဆန့်ပြီးတော့တိုင်းမယ်တထွာဒါကဒရိုးအရှိလက်ဆန့်ပြီးတော့တိုင်းမယ်အသွားကတထောင်ဒါဆိုရင်တန်းပြောင်းမြန်ရဲ့အရှိရပြီတန်းပြောင်းမြန်မှာဒရိုးအရှိကြီးဘာလို့မသုံးတာလဲဘာလို့လဲဆိုတော့ဂျိုင်းဆွဲသားတွေကစားတဲ့အခါမှာဂျိုင်းနဲ့ထုတ်တဲ့အခါမှာဂျိုင်းပြတ်စေနိုင်လို့ပဲဖြစ်တယ်နံပါတ်2ကတော့တိုင်းဝါသနာရှင်တွေစောင့်တော့မယ်ဆိုရင်ထားရှိရမယ်အရှိပမာဏရှင်းရှင်းလေးပဲမြမရိုးရဓာပညာတွေမှာထားရှိရမယ်အရှိရတော့ဓာတ်ကိုထုတ်လိုက်ပြီးရတဲ့လက်တဆက်အကွာဝေးအဲ့တော့ဒီလိုဝေးရလိုက်တဲ့အခါမှာမြေပြင်နဲ့လွတ်နေရပြီဘယ်ဘက်ကပဲဓာတ်ကင်ဓာတ်ကိုကင်ပြီးတော့အဲ့တော့အရင်အရိုးရဲ့အဆုံးထိကင်တာတော့မှမြေကြီးမှာလွတ်နေဒါကဓာတ်ကောင်းလို့ပြောလို့ရပါတယ်ကိုနဲ့တင့်တော်တဲ့ဓာတ်လို့ပြောလို့ရတယ်ဒါနံပါတ်1အချက်ပေါ့နံပါတ်3အချက်ကတော့ဓာတ်အရှိရဲ့စံနှုန်းဓာတ်အိမ်ထဲကနေဓာတ်ကိုထုတ်လိုက်တဲ့အခါမှာလက်တစ်ဆက်မမီတို့လက်မောင်းတစ်ဆက်အဲ့လက်တစ်ဆက်ထက်ပိုရှည်မနေတဲ့ဓာတ်ကတင့်တော်ပါတယ်အရန်ကြီးရှည်နေရင်မမီတို့ဂျိုင်းထဲကနေထုတ်ပြီးတော့ဆွဲတဲ့ခါတွေကြရင်ညှိတတ်တယ်ဂျိုင်းကိုရှစေတတ်တဲ့အတွက်ကြောင့်မလို့ဓာတ်အရှိကဓာတ်အိမ်ထဲကနေထုတ်လိုက်ရင်မမီလက်မောင်းတစ်ဆက်ထက်ပိုမရှည်နေတဲ့ဓာတ်ရှည်ကတင့်တော်ပါတယ်ဗျနံပါတ်4ချက်ကတော့ဓာတ်၄ချိန်နဲ့ဟန်ချက်ပေါ့ဓာတ်အိမ်ထဲကဓာတ်ကိုဆွဲထုတ်လိုက်ပြီးတဲ့အခါမှာဓာတ်သွားကဓာတ်ရိုးကနေ3လက်မကနေ5လက်မအတွင်းမှာ balance ဆိုတဲ့ဟန်ချက်ရှိနေရမှာဒီဟန်ချက်ညီနေဖို့လိုတယ်ဓာတ်ရဲ့အလေးချိန်ကဘယ်လောက်လဲကိုယ့်ရဲ့ကြွက်သားအလေးချိန်ကိုယ့်ရဲ့ခန္ဓာကိုယ်တိဆောက်ပုံကိုယ့်ရဲ့ကျွမ်းကျင်မှုအဆင့်ပေါ်မှာမူတည်ပြီးတော့မှဓာတ်အလေးချိန်ကိုအမျိုးမျိုးသတ်မှတ်ကြတယ်လေ့ကျင့်ဖို့အတွက်ဆိုရင်တော့ပို့ပြီးတော့လေးတဲ့ဓာတ်ကိုတောင်းလေးရှိကြတယ်ကျုပ်ရဲ့လေ့ကျင့်ဓာတ်လေးပို့ပြီးလေးတယ်နည်းနည်းလေးပိုရှည်ထားတယ်ဒါကကျုပ်ရဲ့လေ့ကျင့်ရဓာတ်ဖြစ်ပါတယ်ပုံမှန်ဓာတ်ထက်အနည်းငယ်ပိုရှည်နေပါတယ်တော့နည်းနည်းပိုလေးပါတယ်အယိုးကနေအသွားက3လက်မနဲ့5လက်မအတွင်းမှာ balance ဆိုတဲ့ဟန်ချက်ရှိနေဖို့လိုတယ်အလေးချိန်ကတော့ကိုတင့်တော်တဲ့အလေးချိန်ကိုဘဘဲဆရာနဲ့ညှိနှိုင်းပြီးတော့မှလုပ်လို့ရပါတယ်ခင်ဗျားကတိုက်ထားဆိုရင်တော့အရန်ကြီးလေးလို့မရပါဘူးဓာတ်အိမ်ထဲကနေဓာတ်ချုပ်နေတာနဲ့တင်ရန်သူကတီးသွားမှာမလို့ပေါ့ပါပြီးတော့မှကိုယ့်ရဲ့လက်စနဲ့ဟန်ချက်နဲ့လွှဲရမ်းတဲ့ပမာဏလောက်ဖြစ်ဖို့လိုတယ်နံပါတ်5ချက်ကတော့အသုံးပြုမဲ့ဓာတ်ရည်ရွယ်ချက်ပေါ်မှာမူတည်ပြီးတော့ရွေးချယ်တယ်အဲ့တော့ကိုကအလှပြတွေကစားဖို့အတွက်ဓာတ်တွေဝေ့ရမ်းဖို့အတွက်ဆိုရင်ပေါ့ပါပြီးတော့မှအလျားတိတ်မရှိတဲ့ပမာဏဆိုရင်ပိုကောင်းတယ်လက်ဖြံပမာဏဒါမှမဟုတ်ရင်တထောင်ပမာဏရှိတဲ့အသွားဖြစ်ဖို့လိုတယ်ဗျအဲ့တော့ကိုကရန်သူနဲ့တိုက်ခိုက်ဖို့အတွက်ဒါမှမဟုတ်ရင်အသက်လူပွဲတွေအတွက်စောင့်ထားတဲ့ဓာတ်ဆိုရင်တော့ကိုယ့်ရဲ့လက်ဖြံထက်ပိုရှည်တဲ့ပေါ့နော်3ပုံ2ပုံလောက်ပိုရှည်တဲ့ဓာတ်ရှည်စောင့်ထားတင်ပါတယ်အဲ့ဒီပမာဏကတော့ဒါကစောင့်ဓာတ်နဲ့တိုက်ဓာတ်ပေါ်မှာမူတည်ပြီးတော့ပြောတာပါတကယ်တမ်းလေ့ကျင့်လို့အကောင်းဆုံးဓာတ်ကတော့တထောင်ထွာပမာဏပဲဖြစ်တယ်ဒရိုးအရန်မရှိတဲ့ဓာတ်ဖြစ်တယ်အထူးသဖြင့်တိုင်းပြောင်းမြန်လေ့ကျင့်တဲ့အခါမှာပေါ့မြမရိုးရာတိုင်းပညာတွေဖြစ်တဲ့တခြားသောတိုင်းပညာတွေဆိုရင်တော့ဒရိုးအရှိကြီးတွေလည်းရှိပါတယ်ဘန်ရှည်ပညာစဉ်တွေကဆိုရင်တော့ဒရိုးအရှိကြီးတွေသုံးတာဖြစ်တယ်အင်တာတွေဆိုရင်တော့ဒရိုးအရှိကြီးတွေသုံးတာဖြစ်တယ်ခင်ဗျားတို့ရဲ့တိုက်ဓာတ်စောင့်ဓာတ်လေးတွေလည်းဘယ်လိုရှိတယ်ဆိုတော့မှတ်ခဲ့ပေးကြပါအောင်နောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်